အဲ့ဒါဒီကမှာပြည်ကသင်္ဘောတော်ဆိုတာဒါရမလို့ဒုက္ခသစ္စာကသင်္ဘောထားလာသံဃာရပြုလုပ်တာကမိတော်ထားလာမိမဆန်းတဲ့ဘယ်နေလဲဆိုအန္တရာယ်ကျင်းတဲ့အကြောင်းမရှိဘူးဆိုတာဒီလိုပတ်ကြမှာမိမဆန်းတဲ့ဘယ်နေလဲဒါကြောင့်ဘုန်းကြီးဓမ္မတော်ဆန္ဒကုမှာမိမဆန်းတဲ့ဘယ်ကိုဖြစ်ပြီးကြလားနေတော့သံဃာရှိမှလည်းနေကြရတာကျေးဇူးတော်ရှင်ဧကမဟာပန္နိတမိုးကုတ်ဆရာတော်ဘုရားကြီးမိုးကုတ်မြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးဘော်တွင်ဟောကြားဆုံးမတော်မူအပ်သောဧကိဝိသသုတ်တံဒိဋ္ဌိဖြုတ်တရားတော်အပူလောင်တဲ့သတ်ဖို့ကသိရတယ်လို့ရှိပါတယ်။ဒါကမင်းမစင်းတော့ကျင်းနေတယ်လို့ရှိတယ်။ဘာဝတ္တမျိုးဆိုမျိုးဘူးဆိုတာပြလို့ကံပြီးတာ။ရုပ်ကံနာဘူးတွေပဲမြဲလာငါးကံနာဘူးလောင်းဒီလိုလောင်းပြီးကြလာနေတော့တပံရလုံးတို့မကြရတာ။အန္တရာယ်ကျင်းနေတာဘိုးကျင်းတဲ့ဘာဝလာလို့ပြောလို့ရှိတယ်။သင်္ဘူးတော့ဒီဘက်ကမှာဒုက္ခသစ္စာဒီလိုဒီတော့ပြည့်တာကမှုရသစ္စာဒီလိုကမှသာပြောနေတယ်ဆိုတော့ဆိုတာအနန္တကခဏလေးစဉ်းစားအမှန်ကျင်းတဲ့ဒိဋ္ဌိကအကြောင်းပါလို့တော့ပါကြဒါဖြင့်ဘုန်းကြီးဓမ္မတွေမသိရတာပြောခဲ့ရတယ်အန္တရာယ်ကကျင်းတဲ့ချိန်မရှိဘူးဆိုတာမှတ်ထားတယ်ဒါတော့ဘယ်လိုကြောင့်ပြောခဲ့ကြဘယ်လိုမျိုးမေးထုတ်လို့ရှိရင်မသိကြပြောခဲ့ကြတယ်။မိမကလည်းဘယ်တော့မှဆဲဘယ်တော့မှမဆဲဘူး။သူအမှန်နဲ့ဘဝကြီးပဲလို့ပြောနေကြတာ။အဲဒီလိုသူအမှန်နဲ့ဘဝကြီးပဲလို့ဘဝများဆိုတာကသူနဲ့ဆင်းရဲရတယ်။အဲ့ဒီကားလို့ဆိုလို့ရှိရင်အန္တရာယ်ကျင်းလို့ဆင်းဆိုတာဘယ်တော့မှမတွေ့ကြဘူးဆိုတော့မှတ်ထားကြ။အဲဒီလိုဒီကားလို့ဆိုလို့ရှိရင်ဘုန်းကြီးဓမ္မတွေတင်းနဲ့ညီငိမ့်တာပဲတင်းနဲ့ညီငိမ့်တာပဲဥစ္စာသုံးကြတယ်တင်းနဲ့ညီငိမ့်တာပဲဒါကမှလို့သံဃာတော်မှာကျမ်းလာတော့မယ်ဆိုတာတော့ပြန်မသိကြဘူးဒါကြောင့်ခန္ဓာကိုယ်တော်မှာသစ္စာကိုသိရတဲ့မယ်ဆိုတော့ကြာဘူးဒါလည်းပါဠိတော်မှာလာတဲ့အတွက်ဘုန်းကြီးဓမ္မတွေခန္ဓာကိုယ်ထဲမှာသစ္စာခေါ်ကြပြီတော့ဆိုတော့ဒီဘက်ကမှာကြီးဟာကအာရမဓမ္မတွေဒုက္ခသစ္စာပဲဆိုတော့မခေါ်ရဘူး။ဒါကြောင့်မို့ဆိုတော့လံသာဖြစ်ဖြစ်ကြံဖြစ်နေတယ်ဘုန်းကြီးသစ္စာလံသာဖြစ်လံသာဖြစ်ကြံဖြစ်တယ်ကျန်တဲ့ဖြစ်ပြီးကြလားနေတော့ဓမ္မကိုဒေသကာလမှာအမှန်မကင်းတဲ့ဘူးဆိုတော့ဒီဘက်ကမှာဒုက္ခသစ္စာကျင့်တဲ့ဒီဘက်ကဆဲဆိုတာမှတ်ထားလို့ကျင့်တယ်။သမုဒယသစ္စာဆိုတာကလည်းဘာမှမဖြစ်တဲ့မျိုးဖြစ်တယ်။ဘာမှမဖြစ်တဲ့မျိုးဖြစ်တဲ့သမုဒယသစ္စာကလည်းသုံးခုပြည့်ကျင့်။ငါသုံးချက်ကိုတရားဖြင့်ဖြစ်တယ်။အလုံးစုံသုံးတဲ့ဒီလိုဇင်ခန္ဓာရတဲ့ပုဂ္ဂိုလ်ဒီလိုလောင်ဖို့ရအပြီးသားပါလာတယ်လို့မှတ်တာ။ဟုတ်ပါအဲ့ဒါဒီကကနာရဒုက္ခသစ္စာလောကဆိုတဲ့တရားကသမုဒယသစ္စာဒါခန္ဓာရဲ့ရှိနေတာခန္ဓာရဲ့သစ္စာလည်းမပါရမပါရဒီထဲကနေပြီးဆရာတော်မနာကောင်းနဲ့ပြလိုက်ပြန်တော့ဒီတက္ကနာရှိကြတာသမုဒယသစ္စာဆိုတဲ့လောကကိုတော့မင်းတို့ကြားတဲ့စလိုက်တဲ့ဒီတဲ့နေကြနေလေဉာဏ်မရှိတုံးမှမင်းမှဆိုတဲ့ကြောင့်ဉာဏ်မရှိကိုအဖြစ်ပြဉာဏ်ဖြစ်ပြမဟုတ်အောင်ဖြစ်ရှိကြတာလို့ဆိုတော့မက်တယ်ကမဖက်ရတော့မက်တဲ့သစ္စာကိုလည်းကြည့်လိုက်တော့ဗန္နမကိုလည်းမှတ်လိုက်တယ်ဟုတ်ပါငါတို့ကမန္တန်ကဆိုတော့မက်တယ်ဖြစ်ပါတော့လေရုပ်လမ်းမှာဆိုရင်ဒီလိုရောမကိုခန္ဓာရောမှာဇောရမဘောနဲ့တွေ့ပေါ်လာတယ်ပေါ်တယ်မှာတော့လေမက်တဲ့သစ္စာတွေကနာမည်ပေးရတာလေသူကလည်းပြည့်စုံတဲ့တရားဒါတော့အနာရမှာလူတရားကလည်းပြည့်စုံတဲ့တရားသမုဒယသစ္စာဆိုတဲ့တရားကလည်းပြည့်စုံတဲ့တရားမေတ္တာသစ္စာဆိုတဲ့ဇာမမောနဲ့ပြည့်စုံရှိရမှာဆိုတော့ရှိပြီးပြတ်တာ
ဒီမှာကတိကရမရဏမျိုးကလမ်းရဲ့ဖြစ်ပြီးတဲ့ကာလမျိုးတော့ကြမေတ္တာသက်သာလည်းပြတ်တာလည်းဆိုတာတော့ကြအဲ့ဒါအနာရဏကိုသက်သာတယ်ဘာဖြစ်လဲဒုက္ခသက်သာလည်းလမ်းတာလည်းမှတ်ကြမုဒယသက်သာလည်းမီးလို့မှတ်လိုက်တာမေတ္တာသက်သာလည်းလမ်းတာလည်းမှတ်လိုက်ဘာဖြစ်လဲဒါရဏကိုအနာရဏသက်သာသုံးပါးလို့ဆိုရင်ဒီရတဲ့သိတာကြာဘယ်သစ္စာတွေဒါလို့ဆိုလို့ရှိရင်ဒီရတဲ့ကိုယ်ကအထာရအဖြစ်ဖြစ်ပါမယ်လို့ဆိုတော့ဒီဘက်ကမှာဒုက္ခသစ္စာကလည်းလမ်းလာဖြစ်နေလို့ဒီကိုယ်ကအထာရမရှိဖြစ်ဖြစ်သွားတာအမှုရသစ္စာလည်းဒီကောင်းကိုလည်းလမ်းလာကြည့်လဲဒီလည်းပြည့်စုံကြတာဇာတိကရမရဏကပါနေတော့ဒီကောင်းလည်းလမ်းကြည့်လက်ပြဆိုတော့ဒီလည်းအဖို့ဖြစ်ပါတယ်ဒီကိုယ်ကလည်းသေချာမှတ်ထားလို့တော့ဒါမှမဟုတ်တော့ဆရာတော်များလုံးပါအောင်အောင်ဆိုလို့မမှန်လို့တော့ပေါ်ပြီးတကယ်လာကြတယ်ရှိတဲ့ဉာဏ်မျိုးတော့ပါအဲဒီရှိတဲ့ဉာဏ်လေးရောဥပါဒကိုကြည့်လိုက်ရင်ရှိကြည့်တယ်ဒီလိုပဲသက်သာတယ်ဆိုတော့ရှိတဲ့သက်သာတယ်လည်းပါဘူးအဲဒီမှာလည်းခန္ဓာကိုယ်ထဲမှာဒုက္ခသက်သာတယ်ပြည့်စုံတဲ့တရားအမှုရသက်သာတယ်မဂ္ဂသက်သာတယ်ဟောပြည့်စုံတာခန္ဓာကိုယ်ထဲမှာရှိတဲ့ဘာဝနာကဒီကသစ္စာမပါတော့ပြည့်စုံတဲ့တရားဘာဝနာရင်းရောက်လာတဲ့အခါဒီဒီသေးတယ်တော့လည်းမဂ္ဂသစ္စာကလည်းပြည့်စုံတဲ့တရားဆိုတော့ခန္ဓာရင်းပြည့်စုံတဲ့တရားတွေရှိနေတယ်ဆိုတော့ခံရတာဒီကငါကိုယ်ကအားထားရပါလားဒါသစ္စာဆုံးအားတဲ့ဒီနေ့နိဗ္ဗာန်ကိုကြားကြမှာဒါရမတွေသဘောကျပြန်လို့မှတ်ပါလားဘာလို့ပါလဲကဘယ်လာတော့ဆိုတော့မိဂံတွေကခန္ဓာတိုင်းမှာကြာတာကွာကလန်နာတော့ခန္ဓာကိုယ်ထဲမှာကြာတာလို့ခင်ဗျာရေရမှာပါတော့တောက်တယ်ဒါကဘယ်လိုမျိုးကြီးကမင်းတို့ကလည်းဆိုမိဂံတွေကြာတာဟိုကဘာဒီကဘာတွေတောက်ကြတယ်မင်းတို့ကဒီခန္ဓာနာတော့ခန္ဓာကိုယ်ထဲမှာကြာတာလို့ခင်ဗျာဘုရားမဆုံးပါဘူးဒီကလန်နာတော့ခန္ဓာကိုယ်ထဲမှာကြာတာဆိုလို့အဲဒီအကြောင်းကိုဘုန်းကြီးကပြောမလို့ပြင်ဆင်လိုက်ပြန်တော့ကလန်နဲ့တော့ဒီမှာဆိုတော့ယူတခန္ဓာဒုက္ခသစ္စာမှုရသစ္စာမဂ္ဂသစ္စာဒါခန္ဓာကိုယ်နဲ့ရှိတယ်ဒါကလန်နဲ့တော့ခန္ဓာကိုယ်နဲ့မရှိဘူးဒီဘက်ကကြာတာဆိုတော့လေဓမ္မတွေပြည့်တဲ့တိုင်းနဲ့ပြည့်စုံတဲ့တရားပုံပြီးလာပြီဘာကြောင့်လဲတော့ဒါကခန္ဓာကိုဖြစ်နေတာဘူးဒီဘက်ကခန္ဓာလည်းယူတခန္ဓာရေးကြရမယ်ယူတခန္ဓာဒီသမုဒ္ဒရာသစ္စာဆိုတော့သံဃာရခန္ဓာပဲမှာမဂ္ဂသစ္စာဆိုတော့သံဃာရခန္ဓာခန္ဓာရလက်ပါဒါပေမဲ့မဘာဝရမဝိနည်းတရားစာဟောတဲ့မျိုးတော့ပါကိုဒီလိုဆိုရင်ရှင်းပြကြတယ်မိဂ္ဂံဘယ်လိုဆရာမရမယ်ဆိုတော့ဆရာမိဂ္ဂံဆိုတော့ဆရာဘယ်မှနေတယ်ဆိုတာလည်းသိရဓမ္မကိုရှင်းရှင်းလင်းလင်းမကြကြမ်းပါဆိုတာသိကြလိုက်တာ။ဘာလို့ဒါလဲဒါခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်ရဲ့ဒုက္ခလည်းမပါရ။ကြည့်လိုက်တယ်မကျေစုတာကလည်းကျေစုတာကြီးရှိတယ်။ဒါကဘာလို့ရှိလဲ။ကျေစုတာကြီးရှိနေတာခန္ဓာနဲ့တော့ခန္ဓာကိုယ်ထဲမှာကြာတာကလေရမပါရမိဂ္ဂံလေးသံလို့ရှိရင်မတရားမအိုရမနာရမတရားစာကြတယ်ဆိုရင်ခန္ဓာနဲ့တော့ခန္ဓာကိုယ်ထဲမှာကြာတာလို့ဆိုတော့ဒီခန္ဓာနဲ့တော့ခန္ဓာကိုယ်ထဲမှာသိတာပေါ့ရှိတယ်ဆိုခန္ဓာနဲ့တော့ခန္ဓာကိုယ်ထဲမှာသိတာ၄ပါးရှိတယ်ဆိုတော့၄ပါးမှာဒီ၃ပါးတော့ကြာခြင်းရပြဟုတ်ကဲ့ဒါပြတာ၃ပါးတော့ကြာတာ၃ပါးရလည်းအင်္ဂါမျိုးတာပြီးတော့ငါကိုယ်ကလည်းဒါအားထားလိုက်တာပါတယ်မပါသေးလို့ရှိရင်လည်းဒါကပလန်နဲ့တော့ခန္ဓာကိုယ်ထဲမှာကြာတာလို့ပြောတော့ပါကြည့်ရမယ်တော့သစ္စာ၃ပါးတော့အခုလက်ရှိခန္ဓာထဲမှာအမှန်တရားဓမ္မတွေမြတ်တဲ့ဥပဒနာအထုကြဥပဒနာတွေကတော့မဂ္ဂသစ္စာလားဝိသတွေလေမရသစ္စာကလည်းတယ်လည်းတယ်လည်းမယ်ဒုက္ခသစ္စာဝိသခန္ဓာကြီးကလည်းတယ်လည်းတယ်လည်းမယ်ပဲဆိုတော့မနတိကမိဂ္ဂံမပါမိဂ္ဂံမပါဘူးဆိုတော့ဒီကြောင့်ဒီလိုပြောကြတဲ့ဓမ္မတွေမိဂ္ဂံဘယ်ဉာဏ်မှနေရောဆိုတော့ဘုရားကြောကြပြအောင်ဆရာဆုံးကြီးကယနေ့ယနေ့ဒီကပြန်ရှာပြီးတော့ပါလားဓမ္မတွေကမိဂံဒီလိုအဲ့ဒီမှာဒီလိုရတာဒါကြောင့်လည်းခံရတယ်ဒါကြောင့်လည်းဒီကံကိုဆိုတာဒီလိုစင်းစင်းနဲ့ပြအောင်လို့
ဘာသာရင်တော့ခန္ဓာနဲ့တော့ခန္ဓာကိုယ်နဲ့သက်သာတဲ့ဘာလို့ခန္ဓာဆိုလို့ရှိရင်ဒါရမကိုဒီတဲ့ခန္ဓာသင်္ခါရခန္ဓာသင်္ခါရခန္ဓာဒါလို့ဒါမှမဟုတ်သာဝဝါဒဖြစ်နေလမ်းဆုံးရတယ်။ဘုရားကခန္ဓာထဲမှာသိတဲ့သုံးပါးကလေးပဲတဲ့ဒီလက်ဆုံးနဲ့လက်ပြရတယ်ဆိုတာကိုဒါရမကိုဒီဇာတိကမရမလက်ဆုံးနဲ့သူတို့သုံးခုကလည်းတက်ကြောတက်ကြောဘောပါသုံးခုကလည်းတက်ကြရတယ်ဆိုတာကိုသိကြတော့ဒါကလည်းတဏှာနဲ့တော့ခန္ဓာကိုယ်ထဲမှာသုတ်တံလေးပါရှိတယ်ပြောကြည့်ကြတာဟောထားကြတော့အခုဒီလိုကြကြဆရာဝန်ကြီးဓမ္မကိုသိကျင်းတဲ့သဘောတော့ကိုယ်မျိုးကြည့်ကြတာရှင်းအောင်လို့ပြောလာတယ်တော့ဒီခန္ဓာထဲမှာပြောတဲ့ကိစ္စမတွေ့ဘူးမတွေ့ဘူးမတွေ့ဘူးကဒီဓမ္မကိုဒီကဒုက္ခဖြစ်တယ်ဒီကလည်းမဟုတ်ဘူးဒီကမတ်တာဖြစ်တယ်ဒီတော့ဓမ္မကိုပြည့်စုံတဲ့ဓမ္မကဘာနဲ့ပါပြည့်စုံတဲ့ဘာကြီးလဲဆိုတာကိုရှင်းလို့လုံးလို့နေကြတယ်ဒါမျိုးတွေပြည့်စုံတဲ့ဘယ်မှာခန္ဓာနဲ့တော့ခန္ဓာကိုယ်ထဲမှာမိစ္ဆာရှားတာกว่าရေရမှာမဟုတ်ဘူးကြာကြည့်တယ်လည်းမိစ္ဆာကိုယ်ကပြည့်စုံတဲ့ဘာပဲပြည့်ဒါဘုံနဲ့ဓမ္မကိုဒီဓမ္မနဲ့တော့ခန္ဓာကိုယ်ထဲမှာရှင်းကြာတော့ကြာဆုံးတာပဲမိစ္ဆာကမတွေ့ဘူးလားဘာလို့ကြောင့်မတွေ့ရလဲဆိုလို့ရှိရင်ခန္ဓာနဲ့မဆက်ဘူးမဆက်ဘူးဒီလိုကြောင့်မှန်တယ်တော့ပါလားမိစ္ဆာခန္ဓာနဲ့ဆက်ပြီးခန္ဓာနဲ့မဆက်တဲ့ဘယ်လိုလဲခန္ဓာနဲ့ဆက်ပြည့်တယ်ဒါကတောင်းရှင်မှာဘယ်လိုလဲခန္ဓာနဲ့ဆက်တယ်ခန္ဓာနဲ့ကျင်းနေတာဖြစ်နေတယ်ဒီလိုရမယ်ဆိုတော့မသိကြဘူးအခုခန္ဓာနဲ့တော့ခန္ဓာကိုယ်ထဲမှာရှားရတယ်ဒီလိုရမှာကဒီလိုရမယ်တော့ရာနာကိုသုံးရတာဟုတ်တယ်ဒီကရှားကြည့်ပြန်တော့သူကမဖြစ်ဒီကခန္ဓာဆိုတာကိုယ်ဥပ္ပဒါကမပါအမှုရတဲ့ဆိုတော့ကိုယ်ဥပ္ပဒါကမပါမေဃဘုရားရဲ့အထုံးနဲ့မေဃံဖြစ်ပါတယ်မပါဘူးဒါကိုသိသိတတ်ပါဘူးဥပ္ပဒါကမရှိတာနဲ့သိသိတတ်ပါဘူးဆိုတော့ပြောရလားပြောရတော့ဘုရားကဒီကမှာဒုက္ခလေးကရှိတယ်ကွာမဟုတ်ဒီလိုရရရှိတယ်ခန္ဓာပရမတ်ရဲ့ခန္ဓာကိုယ်ထဲမှာဒုက္ခလေးကရှိတယ်လို့ခေါ်ထားတော့နေရတဲ့ဒုက္ခကကျင်းဝင်လို့ဝန်နေရတဲ့ဓမ္မကိုသင်္ကြန်ကြားမှတ်ပြအကြောင်းကြားတယ်မပြေတော့ခန္ဓာဥပ္ပဒါကိုသိမရှိဘူးတပည့်ကြမေဃခန္ဓာဥပ္ပဒါကမှာဒါဖြင့်ဒီခန္ဓာတွေကဥပ္ပဒါခန္ဓာတွေပဲဥပ္ပဒါဆိုတာမိခန္ဓာတွေပဲမကတဲ့စေကမိအားထုတ်လို့မိခန္ဓာပဲဘယ်မှာဘုရားတို့သာသနာ့ကြီးစမြင်ရတဲ့သိစားတယ်ဆိုတော့ဘုရားတို့ခန္ဓာပဲဒီကခန္ဓာကြီးဆိုတာကလည်းမျိုးရပါလားရောပါကြအဲဒီကဒီကံတော်မှာပုဂ္ဂိုလ်လေးပါရှိတယ်လို့ပြောများတယ်လေအတွင်းခန္ဓာထဲမှာမပါဘူးလို့ခေါ်တယ်အတွင်းခန္ဓာထဲမှာဘာကြောင့်မပါပါလဲလို့ပြောတာအတွင်းခန္ဓာထဲသူမျိုးမှန်ဘူးတဲ့ပြည့်စုံတယ်ပြောတယ်မေဃနာဥပ္ပန္နောဥပါလို့မပြည့်စုံတဲ့ပြောဒီကိစ္စကလည်းမဟုတ်ပြည့်စုံတဲ့တရားဆိုတာဘယ်လိုပြောမှာပြည့်စုံတဲ့တရားကမပြည့်စုံတဲ့တရားရောသူမျိုးမေဃဒါရမကိုမေဃဆိုတာဒီကားလို့ဆိုခန္ဓာထဲမှာဒီခန္ဓာထဲမှာကြားရမယ်သင်ရတယ်ပြည့်စုံတဲ့တရားကိုရောမလို့ဆိုတာသိကြတယ်ဒါကြောင့်ဘာငရောနေတယ်ပြည့်စုံတဲ့တရားကိုရောမလို့ဆိုတော့ဒီကံရောမှာပြည့်စုံတဲ့တရားကြီးကိုသိပြီးကြတာနေတော့ပြည့်စုံတဲ့တရားနဲ့မရောတာဒီလိုဒေနာမင်းဆိုလို့ဆိုရင်ခန္ဓာပြန်ပတ်မှာနေရတဲ့ဘုရားဒေနာမင်းနဲ့ဆိုနေရတဲ့ဘုရားဝိရဏကိုခန္ဓာပြန်ပတ်မှာတော့ပါမေတ္တာနိဗ္ဗာန်ကိုခန္ဓာပြန်ပတ်မှာနေရဆိုတော့ခန္ဓာရောမှာဒီလိုကြီးနော်ဘယ်မှာရှိရလဲခန္ဓာပြန်ပတ်မှာရှိတယ်ဆိုတော့ဝိရဏကိုသိစားဖို့ဒီလိုယုတ်တရားဆိုတာဖြစ်တယ်ဘယ်လိုရတဲ့ကောမကတဲ့ကောဒီလိုကြတဲ့ငါတွေလည်းမနာဘူးတန်တရာနဲ့တော့ခန္ဓာကိုယ်ထဲမှာရှားပါလို့ဘယ်ဟောတာများကြလဲဒီခန္ဓာကိုယ်ပြတ်တာပဲမှာတော့အာ
အားလုံးကဓမ္မတွေမြင်တဲ့တုန်းကလည်းသင်ပြတယ်ပါတယ်ဘုရားဆိုတဲ့တရားကိုခန္ဓာထဲမှာသူ့ရဲ့လို့မဆိုရပါဘူးတဲ့ခန္ဓာနဲ့တောင်းနေတယ်လို့မဆိုရဘူးဒါကြောင့်ဒီလိုဓမ္မတွေပြည့်စုံတဲ့တရားနဲ့မပြည့်စုံတဲ့တရားဆိုတာကိုလဲလို့ရတယ်မရဘူးဆိုတာမှတ်ထားလိုက်တော့ဒါကြောင့်ဘုရားမှာကြတဲ့ပုဂ္ဂိုလ်မှာပြည့်စုံတဲ့တရားတွေကမနစံလို့တာဒီကနေ့ကခန္ဓာနဲ့မဆက်ဘဲနဲ့ခန္ဓာနဲ့ငြင်းနေတာပြည့်စုံတဲ့တရားနဲ့မဆက်ဘဲဖြစ်နေတော့မိတ္တမှာတော့ဘင်းနဲ့အားထုတ်လို့ရတဲ့ပုဂ္ဂိုလ်မှာသိမကုန်းကပြည့်စုံတဲ့နဲ့မရောလို့ပြည့်စုံတဲ့တရားနဲ့မင်းမမဆက်ဆံလို့ရတယ်မကုန်းကလည်းပြည့်စုံတဲ့တရားဟုတ်အားထုတ်လို့မနက်ပေါ်လာပြန်တော့လေပြည့်စုံတဲ့တရားဟုတ်တာပဲပေါ်လာတော့ဒါကြောင့်မိတ္တကိုခန္ဓာပြည့်များတာလည်းဒီမဖြစ်ဘူးဒါလိုကြခန္ဓာပြည့်များတယ်လေဘာကြောင့်မိတ္တခန္ဓာနဲ့ဒုတိယခန္ဓာနဲ့မင်းမမဆက်တော့ဒါရဏကိုခန္ဓာဆုံးဆုံးပြန်ရတယ်လေမိတ္တဆုံးဆုံးတဲ့ဆက်ဆက်လို့ရပါဒါကြောင့်ခန္ဓာဆုံးဆုံးပြန်ရတယ်လေအဲ့ဒါလို့မြင်နေတဲ့ပုဂ္ဂိုလ်ရနေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှဆုံးဆုံးလို့မှတ်ကိုယ်ပေါ်ကျင်းမှတ်ဒါဆိုဒါရဏကိုဘုရားဒီနာတော့ရှိတယ်ရှိတာပဲဒီဥစ္စာကလားဘုရားလားလို့ပြောလို့ရှိရင်အားလုံးပဲရှိကြတယ်ဘုရားပြဥစ္စာကလည်းမရှိဘူးမရှိတယ်ဒီလိုဥစ္စာကလည်းမရှိတယ်ဘယ်နည်းသမုဒ္ဒရာဥစ္စာဆိုတဲ့သင်္ခါရခန္ဓာနောက်ကဥစ္စာဆိုတဲ့သင်္ခါရခန္ဓာမရှိတယ်သူတို့ပြလို့ဆိုရင်ဗလာနာလည်းခန္ဓာကိုယ်နဲ့မိစ္ဆာကိုကားလို့ဆိုလို့ရှိရင်မိစ္ဆာနေတဲ့အတွက်ပြည့်စုံတဲ့ရောပါရမှာဟာဆင့်ဘုန်းတော်ဓမ္မတွေပြည့်စုံရပါတယ်တဲ့ဓမ္မတွေဒီမြတ်တာမမြင်မရရအထုမပြည့်စုံတာကျွန်တော်တို့ဘုရားရှင်းတယ်ဘယ်လိုဆိုကြမပြည့်စုံတဲ့ဘုရားကိုယ်တော်ရှင်းတယ်ဆိုတော့ဒါကြောင့်မိစ္ဆာမေကံဒုရမေကံဒုက္ခမေကံဆိုတော့ခန္ဓာနဲ့မတတ်ပါဒီကံကျင်မဗလားဘာနဲ့ဆက်ပြီးခန္ဓာနဲ့ဆက်ဘာမှမဟုတ်ဘူးဆိုရင်ဒါမှလည်းမဟုတ်ဘူး။ဒါပြီးကြရမရဏတွေသာသာဝါဒဖြစ်တယ်။မဖြစ်ဘူး။ဒါကြောင့်ဒီခန္ဓာနဲ့ပြောကြရမယ်။သိလား။ဒါကြောင့်ခန္ဓာရမ်းမရှိလား။ဒီမှာမရှိဘူး။ဒီမှာမရှိဘူးဒါမှမဟုတ်လူတိုင်းသိနိုင်ပါလား။ဆက်နေလား။လူတိုင်းကမသိနိုင်ဘူးဆိုတာဒါမှလည်းကောင်းမှဖြစ်မှာ။လူတိုင်းမသိနိုင်တော့ဘယ်လိုဖြစ်တယ်လဲမဟုတ်ဘူး။ရရကြောင့်အထုတဲ့ပုဂ္ဂိုလ်မှာရှိတယ်။ဉာဏ်နဲ့မရှိတယ်လို့ဉာဏ်နဲ့ပြည့်မှာပေါ့ပါဘူး။ဒါပါရင်ဉာဏ်နဲ့မရှိတယ်လို့လေဒီဉာဏ်နဲ့မပြည့်နိုင်ဘူးဆိုတော့ကောင်းကောင်းရှင်းမှာ။ဘယ်လိုပြည့်တယ်မှာလဲဆိုတော့ဇာကောင်းဓမ္မကောင်းကြီးပြီးတော့မြတ်မှုပြရတဲ့ပုဂ္ဂိုလ်မှပါရင်ဒီဟုတ်ပါဘူး။ကျတော့ဘယ်တော့ကြတယ်လဲခန္ဓာနဲ့မဆက်လို့ပြည့်စည်တာပြည့်ကြလားမပြည့်စည်တာပြည့်။မပြည့်စည်တာမိတ်တန်ဆိုတာဒါရမကိုလွတ်ပေါ်လာ။ဘာဖြစ်လို့မပြည့်စည်ကြလဲမေးတော့ခန္ဓာနဲ့ပြည့်တဲ့ခန္ဓာနဲ့မဆက်လို့ခန္ဓာတော့မပါဘူး။ဘယ်မှာမဟုတ်ဘူးဘယ်မှာပါတယ်။ဒါကြောင့်ဒါရမကမိတ်ကမရရဒါရမမြစ်ပြီးဒါရမကကျိုးသွားလို့ခန္ဓာကိုပြောက်သွားတယ်ဆိုတော့ဒီခန္ဓာရဲ့ခန္ဓာကြီးပဲဟုတ်ပါဘာဤတဲ့ခန္ဓာဘာသင်္ခါရခန္ဓာဘာသင်္ခါရခန္ဓာဆိုတော့ဘာရဲ့ခန္ဓာကြီးပဲခန္ဓာကိုသုံးရင်းလို့သုံးသွားတယ်ရှင်းမှတ်တယ်ခန္ဓာကိုသုံးရင်းလို့သုံးသွားတယ်ဆိုကြလို့ရှင်းတယ်ခန္ဓာရဲ့မရောတာကျမ်းတယ်ဘာကျမ်းတယ်ခန္ဓာမရောတာဘာပါလဲဒါကြောင့်မိစ္ဆာဆိုတာဒီဓမ္မတော့ခန္ဓာပြည့်လို့ရှင်းတယ်ဘာမှဖြစ်တယ်ဘာဖြစ်ပြီးကြလားဘောရမှာတော့လို့အဖြစ်တဲ့ပုဂ္ဂိုလ်ကမေးရဥစ္စာကိုတော်မှာသူပြတ်တဲ့ဘက်မှာသူရောမှမရောတော့မဟုတ်ကြတော့မရောတဲ့ဘုရားဖြစ်လို့တော့ကြောင့်မပြတ်တဲ့ဘုရားကအဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတော့မျိုးဖြစ်ပြီးကြလားမေးတော့ကြောင့်ဒါရမဒီလိုကြီးတွေကလည်းဘယ်လိုဖြစ်လဲခန္ဓာကိုရုပ်သိမ်းကြတဲ့ဒီကံမကန်းဖြစ်တာဒါကြောင့်ခန္ဓာကိုရုပ်သိမ်းကြတဲ့ဒီကံကဖြစ်နေတော့အထုတဲ့ယောဂီပုဂ္ဂိုလ်မရှိဘူးခန္ဓာဆုံးရင်းရုပ်သိမ်းအောင်
လုပ်တဲ့အလုပ်ကြီးအားထုတ်တဲ့ပုဂ္ဂိုလ်အလုပ်ဒီဆုံးဆုံးရုပ်သုံးရလို့ဆိုရင်ခန္ဓာနဲ့မဆက်တဲ့ပြောကျန်တဲ့ပါအားထုတ်တဲ့ပုဂ္ဂိုလ်ဒီကိုယ်တိုင်ကြည့်ဒီပေါ်ဒီစိတ်တဲ့ပရိသတ်ဒါကြတဲ့ပရိသတ်ကအမှန်ရေးကြီးနေတယ်ဆိုတာကဓမ္မတွေဘောတာလားမမလို့ဆိုရင်ဒီမိစ္ဆာဓမ္မတွေမဟုတ်ဘူးနော်ဒါလည်းမပြောကြဘူးတက်တဲ့သင်္ဃာရီနာကမှယနေ့ပြောမှာဘယ်လိုလဲပြောရမလဲဒီခန္ဓာထဲမှာသစ္စာလေးပါရှိတယ်လို့ဘုရားကအဲဒီဘာလို့လဲမှာလဲလားဘယ်လိုလဲဘာလို့လဲမှာလဲလားဒီလိုသင်များတယ်တဲ့သုက္ကတခန္ဓာလားသုက္ကတလားဘုရားလားလို့ဘယ်ကောင်ပြောလိုက်တဲ့အခါကျတော့ဘယ်မှာသိကြဘုရားမှာနေတယ်လူတိုင်းကြည့်ကြတာမျိုးလူတိုင်းမတွေ့ဘာလို့လဲကလည်းလူတိုင်းမတွေ့ဘူးတော့ဘယ်လိုပုဂ္ဂိုလ်တွေ့မှာလဲမဲတဲ့အခါကျခန္ဓာကိုမလို့ရှင်လို့ခန္ဓာဆုံးရင်းရုပ်တိုင်းလုံးနေတဲ့ပုဂ္ဂိုလ်မတွေ့ဘူးဒါလည်းရှင်းမှာမကရာရဏကိုဘယ်လိုပုဂ္ဂိုလ်မှတွေ့မှာခန္ဓာကိုမလို့ရှင်လို့ခန္ဓာဆုံးရင်းရုပ်တိုင်းလုံးနေတဲ့ပုဂ္ဂိုလ်မှာပါဖို့မိစ္ဆာပြောတာမပြောမိစ္ဆာဘူးဘယ်လိုလဲမှာလဲခန္ဓာနဲ့စပ်ပါလားမစပ်ခန္ဓာနဲ့စပ်ပြတ်တယ်ဆိုရောပါတော့ဒါဆိုမပြောဘူးကမိစ္ဆာဆိုတဲ့တရားတွေဓမ္မတွေခန္ဓာထဲမှာရှိတယ်ဆိုကြတယ်ခန္ဓာပြင်ဘက်ကရှိနေတဲ့သဘောကရောက်ပါတယ်ဆိုတာကိုလည်းလေးလေးစားစားဖတ်မှတ်တယ်ဘူးလားဒါကြောင့်ဓမ္မတွေဘာကြောင့်လဲဆိုတော့ခြေရင်းနေဒီနိုင်ငံနဲ့ပြောဆိုနေတာဘယ်လိုလဲလို့ဆိုရင်ဒီကတည်းကခန္ဓာကလုံးဝမစပ်တာသိတာဆိုတော့ပြောတယ်ဘာနဲ့မစပ်ဘူးပြတ်တဲ့ခန္ဓာနဲ့လုံးဝမစပ်တော့လောကီပုဂ္ဂိုလ်ကပြတ်တဲ့ခန္ဓာကိုပြည့်လိုက်ဆုံးกว่าမင်းကမုန်းတာမင်းကမလို့ကျင်ပါဘူးဆိုတော့ပြတ်တဲ့ခန္ဓာတွေကမတို့ကမနည်းကုန်ထုတ်မထုတ်ဘူးပြတ်တဲ့ခန္ဓာကပုတ်သွားတဲ့ခါကျတော့အားရတဲ့ပုဂ္ဂိုလ်မှာဒါရဲ့ကိုမြင်နေရပါဘူးဆိုမပြတ်တတ်ပါပြတ်တဲ့တရားနဲ့မရောတာဒီကျမ်းနေပြတ်တဲ့တရားနဲ့မရောတာဘာလို့မလို့ဟောဒါဆိုဓမ္မကိုဘုရားမဘောကရောခန္ဓာနဲ့မစဒါကမှရှင်းမှာခန္ဓာနဲ့မစဘူးခန္ဓာပြင်မဲ့ကနေတယ်ဆိုတာတော့အောင်းဆုံးတော့ကြဒါဆိုဓမ္မကိုခန္ဓာပြင်မဲ့ကနေရပြခန္ဓာပြင်များတယ်ဒီမပြည့်ခန္ဓာပြင်များတယ်မိစ္ဆာမပြည့်စုံတဲ့ရောကြမဟုတ်ရှိတုံးကကိုရခန္ဓာနဲ့ရောခန္ဓာအပြင်မှာသိရှိကြလားခန္ဓာအပြင်ရှိရတယ်ခန္ဓာမဂ္ဂတ္တဆိုရှိတယ်ပြည့်စုံကြတယ်ဒါကြောင့်ရာရဏကိုခန္ဓာအပြင်မှာမရှိတာဘယ်လိုလဲမိစ္ဆာဆိုတဲ့တရားကိုခန္ဓာပြင်များတယ်လို့ဒါကြောင့်မိစ္ဆာကိုမပြတ်တဲ့တရား၊ဆိုင်ရတဲ့တရား၊ကြည်တတ်တဲ့တရား၊အန္တရာယ်ကင်းတဲ့ဒိဋ္ဌိတဲ့တရားကောင်းတဲ့ကြောင့်အဲဒါအာရုံတရားနဲ့ဓမ္မတွေဘယ်ပုဂ္ဂိုလ်ရမှာလို့ဆိုတဲ့အမျိုးကဆက်တယ်ခန္ဓာကိုဒုက္ခသစ္စာရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီကခန္ဓာကလည်းဒုက္ခသစ္စာပဲနောက်သမုဒယသစ္စာဆိုတော့ဖြစ်တဲ့သစ္စာကြောင့်ဒုက္ခသစ္စာမဂ္ဂသစ္စာဆိုလို့ဖြစ်တဲ့သစ္စာကြောင့်အဲ့ဒါကဒုက္ခသစ္စာကိုဓမ္မတကယ်တော့လို့ရင်တကယ်တော့မဟုတ်တကယ်တော့ကြည့်လို့ရှင်ဒီကောင်ကတက်တဲ့ပုဂ္ဂိုလ်ပါရင်မတက်တဲ့မိစ္ဆာလားကျန်တဲ့ကောမရနိုင်ဘူးဆိုတော့ဒါကသာသုံးရအာရုံတရားနဲ့ဓမ္မတွေအာရုံတရားအထုတဲ့ဓမ္မတွေဒုက္ခသစ္စာကိုတောင်းမှန်သိအောင်လို့မိစ္ဆာရမယ်ဒုက္ခသစ္စာကိုတောင်းမှန်လို့မိစ္ဆာရအဲ့ဒီစကားအခုခါမှာသင်မြတ်ဗလာမသင်မြတ်ပေးလိုက်ဆိုတော့သိကြတယ်ဘာကြောင့်လဲကြရလဲဒါကြောင့်မဂ္ဂသစ္စာလည်းဖြစ်ဖြစ်ဖြစ်ကြောင့်ဒါဒုက္ခသမုဒယသစ္စာလည်းဖြစ်ဖြစ်ဖြစ်ကျမ်းလာရလို့မင်းရံဒုက္ခသစ္စာဆိုဒီဝိသနာဆိုတော့မဂ္ဂဒုက္ခသစ္စာလည်းဒုက္ခသစ္စာဝေဒနာဆိုပြီးသမုဒယဆိုတော့လောကကလည်းဖြစ်ဖြစ်ဖြစ်နေတဲ့ကြောင့်ဒုက္ခသစ္စာကျမ်းလာတော့မဂ္ဂသစ္စာဆိုလည်းဖြစ်ဖြစ်ဖြစ်ဒုက္ခသစ္စာကျမ်းတဲ့သစ္စာတုံးမှာဒုက္ခတော့ကျမ်းတယ်ဘာကြောင့်ကျမ်းတဲ့သစ္စာတုံးမှာဘယ်လိုကြောင့်ဒုက္ခတော့ဘာလို့မလဲဆိုတော့ဒီကျမ်းမကျမ်းလို့ဒါရမတော့ဘယ်လိုကြောင့်ဒီကျမ်းမကျမ်းတော့ဒုက္ခသစ္စာ
သိရတယ်ဒါကအရင်ကဒါကမြတ်တဲ့ဆံမကတဲ့ဆားနမရပြောလိုက်တယ်ဒါတော့ခဏဥပဒေရောဒီပတ်တယ်သိလိုက်တဲ့အခါကျတော့သူဖြစ်တယ်သိလိုက်တာဘာသာဆိုဒီလိုကြီးကငါသိဘာဖြစ်စားလဲကောင်းလိုက်ကြဘောကြဒီတရားကိုအလုံးလုံးနေတဲ့ပုဂ္ဂိုလ်အလုံးကိုဝိပဿနာနေတဲ့ပုဂ္ဂိုလ်အလုံးလုံးနေတဲ့ပုဂ္ဂိုလ်ကအားဖြင့်ဘာမှလည်းသိနေရတယ်ဟာဒါလည်းဘောကြအလုံးလုံးနေတဲ့ပုဂ္ဂိုလ်ကမှဖြင့်ဩငါရမှာဦးမှာပြည့်စုံတဲ့မှာသူကမပြောမှမပြောတော့ဘောကြပြည့်စုံတဲ့မှာမရောတော့သူလူသိတယ်မပြောလို့ရှိရင်မပြည့်စုံတတ်တာလည်းမပြောရဘာကြောင့်မပြောလို့ရှိရင်ဒီဥပဒလည်းမှာလည်းဥပဒဆိုတာခန္ဓာကိုယ်ကိုယ်လုံးကိုသိတယ်အဲ့ဒါကပြည့်စုံတဲ့ကိုဖြစ်နေလားဒါတော့ဘာလဲငါလည်းမပြည့်စုံတတ်တာဒီသိတဲ့တာမလုံးလို့ပြောဘူးရတယ်မိစ္ဆာတဲ့ဆိုတာကဘာကြောင့်ဒါဆိုဘုရားနာနေကြရာဘုနေကြတာဘုန်းတော်ကဘာမှမဟုတ်ဒါကြောင့်အခုဖြစ်တယ်များရှိပြီးတော့ကသိတဲ့ဘုရားမလို့သိနေများရအောင်လှုပ်ဆန်းပါဆိုပြီးဒါဘုရားမှာသိတဲ့ဘုရားမလို့သိနေတော့သိကြရတယ်ဆိုလို့ရှိရင်ဘာမှမဟုတ်မသိစင်တော့ဒါကမမှန်မသိဘုရားတရားဆက်နေတော့ပြည့်စုံတဲ့တရားမပါတော့သူတန်းနေတာမမြင်ဘူးဒါကြောင့်မိဘတွေတော်တော်များမရှိတဲ့တရားရှိတဲ့တရားရှိတဲ့တရားဒီလိုတရားတော်တဲ့တရားဆန်းမနဲ့ဆက်မဆက်ဆန်းမနဲ့ဆက်ဘာဖြစ်လဲရှိတယ်ဆန်းမနဲ့ဆက်လို့မဖြစ်ဘူးဒါကြောင့်ရှိတယ်ဆန်းမနဲ့မဆက်လို့ဆန်းမပြည့်စုံတဲ့မှာဒါကြောင့်ဘုရားပြိဋိဘံသံဃာများဆိုလဲမိဘံတော့ဒါကြောင့်ဘုရားဓမ္မတွေအားအားထုတ်အားထုတ်တော့ခန္ဓာရှိနေလို့ရှိရင်ဟောညာနဲ့မိဘံမြင်နေနောက်ခန္ဓာမရှိတော့ပါဘူးဒီခန္ဓာမဉ္ဇဉ်တွေနဲ့သင်္ခါရခန္ဓာဖြစ်လို့သိသွားတဲ့အခါကျတော့ဟောတာမိဘံတက်တဲ့ကြီးသဘောတော့ဘုရားဆုံးတဲ့ဘောတက်တဲ့မှာသင်မရဘူးဟောတာကမိဘံဆိုတာဒီသရဝါသိတာမျိုးမျိုးအားဖြင့်မေတ္တာသစ္စာတွေတော့မြင်တယ်လမ်းကြဖြစ်တဲ့သစ္စာတွေဒါကြောင့်ဘာဝနာကိုအပြည့်ကြီးလုံးဝမရှိတာဘာပြောကြလဲဒါကြောင့်ဘာဝနာကိုမိစ္ဆာကိုယနေ့ဟောပြတာကလမ်းရတော့ခန္ဓာကိုယ်ထဲမှာကြားရမယ်သင်များတော့လေကျန်တဲ့သစ္စာသုံးပါးကမရှိတာသမုဒယသစ္စာကဒုက္ခသစ္စာအနတ္တသစ္စာမရှိတာဘာကြောင့်မရှိကြလို့ဆိုတော့ပြည့်တတ်တဲ့တရားသာဝေသံဃာမိစ္ဆာတရားသာဝေသံဃာဒုက္ခတရားသာဝေသံအနတ္တတရားတွေဖြစ်နေကြတယ်ဒီကနေ့ကမရှိတာအဘလက်သက်ကနာရမိစ္ဆာတရားသံဃာတော်ပါကြဘာလို့လဲဆိုတော့ဘာလို့လဲယောဂီပုဂ္ဂိုလ်ကအထုတဲ့ပုဂ္ဂိုလ်ကခန္ဓာကိုကြောက်သွားပြီဗျာလို့ပြောတယ်ခန္ဓာမလို့နဲ့ဉာဏ်တော်နဲ့ခန္ဓာတက်နေဖြစ်သွားတယ်ငါမှဘာကြောင့်လဲခန္ဓာနဲ့မတက်တော့ကြောင့်ဘာကြောင့်လဲဘာကြောင့်လဲခန္ဓာနဲ့မတက်တော့ကြောင့်လို့ဆိုတော့ဒီတရားထုတ်နေတာဘယ်တော့မှသတ္တန်တန်မှာလည်းမလို့မဟုတ်ဘူးဒီတရားထုတ်နေတာဘောခကာလမှာဒီတရားထုတ်တဲ့ပုစ္ဆာသိရမှာပါလို့လည်းတော့ဆိုတော့ဝါရမတွေမိမိခန္ဓာကြီးမိမိရှိတယ်ငါရှိသိတယ်ငါရှိလောက်သိမှာနော်အဲ့ဒါကိုသိကြတဲ့အခါကျတော့ခန္ဓာမလို့တဲ့နဲ့ခန္ဓာတွေကပဲဆံမှန်းသိတယ်ခန္ဓာအဲ့ဒါကိုသိကြတဲ့အခါကျတော့ခန္ဓာမလို့တဲ့နဲ့ခန္ဓာတွေကပဲဆံမှန်းသိတယ်ခန္ဓာတွေကလည်းဆံမှန်းသိတယ်ဉာဏ်မလာဘူးဆိုမှတော့ဒီခန္ဓာမသိဘူးသိရတယ်ဘယ်ကြောင့်လဲခန္ဓာလည်းပဲနေတာအနမလည်းပဲနေတာကျမ်းနေဘာလို့အဲ့ဒီတဲ့ဘက်ကိုများတာသိသိသေးရလားဆိုတော့ပြည့်စုံတတ်တာတွေကပြည့်စုံသွားတယ်ပြည့်စုံတတ်တာသူ့ကိုယ်ကသိရတယ်လားဆိုတော့ပေါ်လာပြည့်စုံတတ်တာတွေကတော့ပြည့်စုံတာနော်မပြည့်စုံတတ်တာကောင်းလားမပြည့်စုံတတ်တာဒီယောဂီပုဂ္ဂိုလ်အားထုတ်လို့ရတယ်ဘုရားမြည်ကြီးလို့ဆိုရင်ရောဘာလို့ဒီလိုသိတာလဲဘယ်တော့မှမပြည့်စုံဘူးဆိုတာသိသိတဲ့တရားတွေမှာသူမပါလို့ဘယ်တော့မှလည်းသူကြားလို့ဆိုရင်ပြည့်စုံတဲ့ဘောမရှိဘူး
ဒီကဒိဋ္ဌာနာနေတဲ့ဥစ္စာတွေသုံးပြပြတာကိုသိကြတယ်မကြမ်းဘူးအဲ့ဒါအားထုတ်တဲ့ပုဂ္ဂိုလ်ဟာလုံးဝသိမြင်ရုပ်သိမ်းသွားလို့ရှိရင်ရမယ်ဆိုတာဒီနေ့ပါရမယ်ဘယ်ကြောင့်ဆိုတာကခဏပြောတယ်ဒုက္ခသတ္တမြင်ညာဒီလိုမှမဆက်ရဲမှာဘာမှဒီဒုက္ခကမှမဆက်ရဲဒါကြောင့်ဒီဒုက္ခကမှဒုက္ခကိုတောင်းတော့ပြောမှာဒါကြောင့်ဒုက္ခကလည်းမြင်ညာဒုက္ခအမှန်ကဘုရားကလည်းသိမှာဒီလိုမျိုးတွေတော့ဒါတွေဒီဒုက္ခတွေဒီပါရဲ့ဒီကမှာဒုက္ခကလည်းမြင်ညာနေတာအဲ့တော့ဒီတဲ့ကိုမြင်ညာပါတော့ဘုရားကသိနေတာဘုရားကိုခေါ်ရတော့မှာပဲဒါကြောင့်ဘုရားကအားထုတ်တဲ့ပုဂ္ဂိုလ်များမှာဒုက္ခတမျိုးကိုသိနေတာသိကြဘယ်လိုပါလဲဒုက္ခတမျိုးကိုသိနေတာသိကြတော့ဒီလိုကြာရှိလိုက်တာခန္ဓာကိုယ်ဆောင်တွေ့တော့ပါဗျာခန္ဓာကိုယ်ကိုဒီကဘယ်ကမှမပေါ်ပေါက်လာတော့ကြာဘယ်ကမှမပေါ်ပေါက်ဘူးဆိုတာလာတော့ကြာမလို့ကျင်းဆိုတာလေကျင်းကိုယ်စိတ်ကမှလည်းဆက်တဲ့ကြောက်တာခန္ဓာကြီးကကြောက်သွားတယ်ဒါလို့ရှိရင်ဒါကမှတရားမှန်ဘာကြောင့်တရားမှန်လို့ဆက်တဲ့ကြောက်တာဘာလို့မရမလဲသိတဲ့တရားကိုမလို့ကျင်းလို့သိတဲ့တရားကြောက်သိတဲ့တရားကိုမလို့ကျင်းတော့ဘာကြောက်တော့သိတဲ့တရားကြောက်သွားတော့မလို့သိတဲ့တရားမရောတော့ဘာမှမဖြစ်ဘူးဒါကြောင့်ကြောင်းလို့ဟုတ်ကဲ့ဒီသံဃာဒီသံဃာထဲမှာလည်းသိတယ်ဆိုနေရတယ်ဒီသံဃာမရှိမှသူပေါ်လာတာဒီလိုများလည်းကောင်းတယ်ဒီသံဃာများလည်းခန္ဓာကိုယ်ထဲမှာလည်းကြာလုံးဝကလာတော့မရဘူးသိနေကြရတယ်မဟုတ်ဘူးခန္ဓာပြည့်သွားတော့သူရောဒီစမ်းနေတာဘာကြောင့်ခန္ဓာပြည့်သွားတော့ကျန်လို့ဆိုတယ်ဆိုတော့ဟိုအထုံးတဲ့အထုပ်ကပုဂ္ဂိုလ်များအဲ့ဒါကိုဒီကျင်းလေးဆိုင်နေတဲ့ပုဂ္ဂိုလ်များတော့မှာပြန်သိပြီးတော့သိကြရလားမပြည့်စုံတဲ့ဘုရားကိုယ်ကံရလိုက်တယ်ဆိုတာမဟုတ်ဘူးသိတဲ့ဘုရားမဟုတ်ဘူးကိုယ်ကံရလိုက်တော့ဘယ်လိုကားလို့ဆိုရင်သီရိကြတဲ့ဉာဏ်ပဲသီရိကြတဲ့သံဃာသံတတ်တာပဲဆိုတာတော့ဘာလဲသံဃာသံတတ်တဲ့ဆိုတာဟောတာကသံဃာသုတ္တပြတ္တတာဘာခေါ်ကြဒါကြီးသိသွားတယ်ဆိုတော့သံဃာသံတတ်တယ်သံဃာသံတတ်တော့ဓမ္မတွေအဲ့ဒီတော့ဘယ်လိုနဲ့နေပါလဲဘုံနဲ့ဘယ်လိုမလဲမပြည့်စုံတဲ့တာနဲ့ဒီလိုဘာမှမဖြစ်ဘူးမပြည့်စုံတဲ့တာနဲ့ဒီလိုပဲခါကြလို့ဆိုတော့မကိုကတော့ဗလာနာတော့ခန္ဓာကိုယ်ရဲ့ကြာဆုံးမှာတော့ပြည့်စုံတဲ့တာနဲ့ဒီမရောရနေတာဘူးဘာကြောင့်ပြည့်စုံတဲ့တာနဲ့မရောရနေတယ်ဆိုတော့တောင်းတော့ဒါကြောင့်ဘုန်းကြီးဓမ္မတွေဟုတ်မဆုတ်ကြရဘယ်မှာဆုတ်ကြရမဆုတ်ကြရရုပ်ရှိတဲ့ပုဂ္ဂိုလ်ရုပ်ဆုတ်ကြရဟုတ်လို့ဆိုဘုန်းကြီးတို့သုတ်တာတော့မှာတော့ဟုတ်ကဲ့ဘာကြောင့်ဘယ်လိုဆိုရင်ဒီလိုကဘယ်လိုသုတ်သွားတဲ့ခါကျတော့သုတ်သွားမှဒီကလာမှာတော့ခန္ဓာကိုယ်ထဲမှာမပြည့်စုံတတ်တာတော့ဒီမှာမှာဘုရားနာမည်လို့သူကသတ်ခံလို့ပြောတာပေါ်လာတော့သတ်ခံလို့ပေါ်လာတော့ဒီကလာဆိုမနဲ့ဆိုကြမလို့ပေါ်လာတဲ့ဘုရားဘယ်နဲ့ဆိုကြမလို့ဆိုတော့မမလည်းကျွန်တော်ကမဟုတ်ဘာကြောင့်ဒီစင်ကြတဲ့ဘုရားကဘုံမပြောကြမှာဆိုတော့ဒီကုသကကြောက်သွားတယ်မဟုတ်ဘူးဒီကုသကကြောက်သွားတာဆိုတော့လည်းမဟုတ်ဘူးကြောက်ဒီကုသကဘုရားကြောင့်ဒီကုသကကြောက်သွားတယ်ဒီကုသကလည်းယောဂီတော့ပေါ်မလို့ယောဂီတော့မလို့ကတော့လေကနေ့ကမှစီစဉ်တာဒီကုသကလည်းဆက်မပေါ်ဘူးဘယ်ကြောင့်လဲကမှလည်းသိပါတယ်ဒီကုသကလည်းမဖြစ်သိကြတဲ့အခါကျတော့ဒီကုသကလည်းမရတော့ဗျာဒီမှာပရဏာကခဏကိုရပေါ်လာဘာကြောင့်ဘယ်ကပေါ်လာလဲဘာကြောင့်လဲဘယ်လိုလဲတော့ခဏကိုရမှာနေတော့ကြာသွားလေရမသားရသိကြတာတွေကလည်းရှာလို့ဆိုရင်ကြာရင်သိတာမတရားရှာတယ်ကလေကနေ့ဆိုတော့သိကြကလန်တောင်းနဲ့ကြောက်ပြီးကြားနေတယ်သူကကိုယ်ရောမရဘူးမတရားကောင်းနေတယ်တွေ့တာဘုရားဓမ္မကိုဘုန်းကြီးတင်ထားတာကဓမ္မကိုဒီလိုကြံတွေ့တယ်ဘောပါဒီလိုကြောင်းဆိုတော့တိတိကျကျကြီးကြတာမလို့ဘူးမနဲ့တော့သူ့ဒီကလာမလို့ရှင်းပြတိတိကျကျကြီးကိုမလို့တဲ့ဉာဏ်ကတိတိကျကျကြီးထုတ်တော့သွားလို့ရှင်းရင်တိတိကျကျမရောတော့မပြည့်စုံတာဒီ
ဒီကလန်နာတော့အဲမှာတော့ဒီဒိဋ္ဌာရောရှိတယ်ဘာကြောင့်ဘာရောမရှိတာဒိဋ္ဌာရောမရှိတယ်ဆိုတာကောင်းမှန်တယ်ဒါဆိုရောရမှာလို့မရှိတာကြားရမှာလားတဲ့ခေါ်ရရှိတာခေါ်တာနဲ့တွေ့ရမှာလားအဲဒီဆိုတာမှပါဒီစကားသိရေးကြည့်တယ်ကွာမရှိတာကြားမှာလားခေါ်ရရှိတာခေါ်ရမှာလားခေါ်ရရှိတာခေါ်ရလို့ဖြစ်ရင်တရားဓမ္မတွေရှိတဲ့နိဗ္ဗာန်ဖြစ်တော့နိဗ္ဗာန်ကိုကြားလို့အဲ့ဒီဘက်ကအတ္တမတန်လို့သိတဲ့ခါလေးကိုဥရမ်းပါလို့ဒီမှာဒီကနေ့နိဗ္ဗာန်ကိုဥက္ကံရှိတာတော့ကွာမင်းတို့ခေါ်ရရှိတာမခေါ်လို့မဖြစ်ခေါ်ရဒီလိုတရားဓမ္မတွေဘုရားလည်းတရားစဟောတယ်ဘုရားလည်းမှာလည်းဒီဥစ္စာအလိုရဲဒီပုဂ္ဂိုလ်ကနိဗ္ဗာန်မတွေ့တာခေါ်ရရှိတာမခေါ်လို့မတွေ့တာဒါကဘယ်လိုဆိုပါခေါ်ရရှိတာမခေါ်လို့ဆိုတော့ခေါ်ရရှိတာဘုရားတို့သင်္ဆင်းတယ်တကယ်ကြခေါ်ရရှိတာကိုသင်္ဆင်းလို့တော့ဘုရားဓမ္မကိုဒိဋ္ဌာကဘုရားကပေါ်လာလို့ဘာဖြစ်လို့မပေါ်လာကြတော့မလို့ဒီကရဏရောခန္ဓာကိုယ်မှာလည်းရှိတယ်ရှိတာဒိဋ္ဌာကောမရှိဘူးသိက္ခာတော်ကအဲ့ဒါသိက္ခာတော်မပေါ်နိုင်တဲ့ဘုရားရေးဒိဋ္ဌာဖြစ်တဲ့မိဘမတွေ့လာဘူးသဘောပါလားအဲ့ဒီဓမ္မကိုတရားကိုသိရတာကိုသိအောင်လည်းအောင်ပြောထားပြီသင်ရတဲ့ကြားရတဲ့ဆိုဆယ်ရရှိတာဆယ်စားလို့ရှိရင်ဒီလိုမျိုးမိဘမတွေ့မိဘဆယ်ရရှိတာကဘာကြောင့်ဆယ်ရရှိတာကဘာလဲငါလည်းတော့ဘာဒုက္ခတွေဖြစ်တယ်အဲ့ဒီဒုက္ခသစ္စာတွေကမလို့ရှင်နဲ့ဒုက္ခသစ္စာကိုတောင်းပြီးတော့ညံ့ရတာများလို့သိတာများလို့ဒါဒုက္ခဖြစ်တယ်ဆိုပြီးသုံးရတဲ့ပါလို့ရှင်ဆယ်ရရှိတာပေါ်တဲ့အတွက်သိက္ခာကမရတဲ့ဒိဋ္ဌာဒီများမှာပေါ့မဟုတ်ဘူးမိဘမျိုးများရှိတယ်ဆိုတော့ကျင်းတော့ဒါကြောင့်ဓမ္မတွေမိဘစာရင်လို့ဆိုခန္ဓာရောကိုစာဘယ်လိုဆိုကြခန္ဓာရောစာတရားကိုကြားလို့တော့ခန္ဓာရေရမှာသာဒီလိုပဲပြီအသက်တရားပြီးပြီဒီလိုလည်းတောင်းရင်ဘုရားပေါ်မှာကျန်တာမျိုးပြီးတာကငါဒီကျန်မှာအသေးသေးများဆိုပြီးတော့ကိုယ်ကလေးကျန်တယ်ကိုကြွားပြီးကြားလိုက်တယ်အဲဒီလိုမျိုးနဲ့လာရပြီးပြီကောင်းတယ်တောင်းနေကြတောင်းလို့ပြည့်နေတာနဲ့ဘုရားဆက်ပြီးသွားတာဒီကြီးနေဆန်းတယ်အမှန်တရားကိုကြားရမယ်ဆန္ဒပြုတာလားဘယ်တော့ရပြီးကြားလိုက်တာဒီသာတက်တရားပြည့်လို့ဒီတော့ရမယ်မိစ္ဆာမတူဘူးဘာကြောင့်ဒီဘာလို့လဲဘိုးဘဲလို့ဖြစ်တယ်ဘုန်းကြီးဓမ္မတွေသိတယ်နေတာမကြဘူးလို့ဟုတ်ပါဘူးဘယ်ဟုတ်ကြသိတယ်နေတာမကြဘူးလို့ဆိုတာသဘောကျသိတာကလည်းရှိတယ်ကလန်ရလာကြခန္ဓာမှာရှိသိက္ခာတော်နဲ့ရှိကြတာဘုရားတော်နဲ့ရှိကြတာဘုရားတော်နဲ့ရှိတယ်ဆိုတော့သိက္ခာတော်တွေကဆန်းကစံသက်သုံးပါပေါ့အဲဒီစံသက်သုံးပါကပြတ်တာလားမပြတ်အဲဒီပြတ်တဲ့ဘုရားတွေပြတ်တဲ့ဆင်းရဲမတွေ့ဘူးဒီကံဘောပါမိဘမတွေ့တာလည်းမဟုတ်ဘူးမတွေ့ပါဘူးဘုရားဒါလို့ဆံတယ်လည်းမဟုတ်ပါဘူးအနည်းလေးဆံတယ်ဒါလို့ရှင်းနေတာဘုရားလည်းပြောတယ်ဘာလဲဘုရားလည်းပြောမလို့ရှင်မမိဘပေါ်မှာဘုရားလည်းပြောကိုဒီရှင်မမိဘပေါ်မှာဆိုတာရှင်းပါပဲဒါကြောင့်အားလုံးတရားဓမ္မတွေမိဘမရောက်ကြပါဘူးဘာလို့လဲဆိုတော့ဒီခန္ဓာကိုယ်လည်းပြတ်တတ်တဲ့ကောင်းတယ်ရှင်းဘာမှမင်းနဲ့ဒါလည်းမင်းတို့တော့ဘုရားလည်းဒီပါတော့ဘုရားလည်းမလို့ရှင်မလားသဘောကျတယ်ဘယ်လိုတရားမလို့ရှင်မဘုရားလည်းတရားကိုမလို့ရှင်မရမယ်ဆိုလိုက်တာသဘောကျဟုတ်တယ်ဟုတ်တယ်တရားမလို့ရှင်မဆိုတာစိတ်တက္ကမမမြင်တဲ့ပုဂ္ဂိုလ်စိတ်တက္ကတရားမလို့ရှင်မလားဘာလို့သိရစိတ်တက္ကရှိတာသဘောကျသိကြတယ်လို့စိတ်တက္ကရှိတိုင်းပါလေစိတ်တက္ကတရားသိရမယ်သိကြတယ်ဆန်းရဆန်းရဒါကစိတ်တက္ကတရားမသိရမှာဘယ်လိုမျိုးကရောက်ပါလဲဆိုတော့ဓမ္မမေရောက်မှာလည်းဝေးတာလို့ဓမ္မမေရောက်တာလည်းကောင်းကောင်းကျင့်မှဗလားဒါဖြင့်ဓမ္မကိုစိတ်တက္ကတရားမနာဖြစ်ဖြစ်သိနေမှာလို့စိတ်တက္ကတရားကိုမမှန်ရတဲ့ငုံးရလို့သိနေမှာလို့စိတ်တက္ကတရားကိုမလို့ခြင်းမှုဟုတ်တယ်သိနေမှာလို့ဒီသိရမှာမလို့လို့သိရင်အဲဒီမ
ပြတ်တဲ့နိဗ္ဗာန်ကိုပြတ်တဲ့တရားဘုံဘုံပြီးကြလာနေတဲ့ဒေသကာလမပြတ်တဲ့နိဗ္ဗာန်ကိုဘုရားလည်းမမြင်ဘူးနောက်လည်းမရဘူးရမှာဘတိရိသာပြောနေရတယ်ဘာမှလည်းဒီတရားအမှန်တမ်းအရေးကြီးတယ်ဆိုတာမဟုတ်ဘူး။နာကြည့်နေတဲ့ခံကြည့်မှာအရေးကြီးမှာပေါ့။နာကြည့်နေတဲ့ဘာမှပြည့်လို့ရှိရင်ဝိဒါလေးဘလုံးနဲ့ဘုရားလည်းလည်းဒီကလာဘယ်လိုရမှာလဲဆိုတာကိုဝိလည်းကြံပတ်ချက်တယ်။ဟုတ်ပါဘူး။ဘုရားလည်းသိနေတဲ့ဇာတ်နာကဝိလည်းပြောတော့ဒီတဲ့ခဏတော့မိဘမျိုးကိုမမြင်ရမိဘမျိုးကိုကိုယ်တိုင်မိဘမသိရဘာကြောင့်လဲစိတ်ပတ်တဲ့တရားကိုဒီလိုမမြင်ဘူးတော့စိတ်ပတ်တဲ့တရားကိုလည်းရှင်းတယ်ဒါလည်းလည်းဆိုပါဘုရားတရားတွေလည်းပြောနေတယ်ဘုရားတရားတွေလည်းငါတို့ကမူလို့ပြီးကြလာနေတယ်မပေါ်လို့ပြီးကြလာနေတယ်အဲ့ဒါဘာလဲဘုရားတရားဆင်းလို့ရှင်မကျက်တဲ့တရားကိုဆင်းတာဘုရားတရားဆင်းဘုရားတရားမဟုတ်ဘူးဘုရားတရားမလို့ရှင်လို့ရှင်မကျက်တဲ့တရားရဒီကအမှန်ဆုံးပဲဘာမှမဟုတ်ပါဒါကြောင့်ဘုရားကမိဘဆိုတာကိုကြားလို့ဆိုလို့ရှိရင်ဒီတိုင်းတော့မရဘူးဘုရားဓမ္မတို့စိတ်တဲ့တရားကိုသိဖို့မြင်ဖို့တက်မှာရေးကြည့်တာဒါရေးကြည့်တာအားကြောင့်ဒီမှာရလာတဲ့ဘုရားဓမ္မတို့သိရတာပြည့်ပြည့်နဲ့မြင်မှာသိပြည့်ပြည့်နဲ့မြင်မှာဟာသိပြည့်ပြည့်နဲ့မြင်သိကြတာမှာဟာအမှန်တရားကိုဘာလို့မြင်လို့ရှိရင်သိတဲ့တရားတစ်ဆုံးပါဒါကြောင့်ဒါကသိရဘာရေးကြည့်တယ်ဆိုတာချင်းယနေ့စကားမှာဘာမှမပြောရပါဘူးသိတဲ့တရားမမြင်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာအဝိဇ္ဇာဘယ်လိုဆိုရလဲဘာကြောင့်လဲမလို့လဲမဲလို့ချင်းသိတဲ့တရားကိုဝါရဏတွေကဘာလို့စမေတ္တလည်းတက်တာဆန္ဒလဲအမျိုးစမေတ္တဒီဒီစမေတ္တဘာလို့ဘာလာလို့ပြောနေတာဟာရောဟောနေဆုံးနေတာရောအဲ့ဒါကဟာရောဟောနေမှာမဟုတ်လားမဟုတ်ဘူးဆိုတာကကျွန်တော်တို့ကောင်းကောင်းသိမှတ်ပါဘူးဟာရောဟောနေမှာငါသိမှပါလို့ဆိုတော့သက်တာတွေကလည်းမပြောဘူးဘာကြောင့်သက်တာတွေကမပြောဘဲနေတော့ဒုက္ခလာလို့ဆင်းရဲရောဆိုတော့ဘာပါလားဘယ်တော့ကြောင့်ကျွန်တော်ဟုတ်လားမဟုတ်ဘူးဆိုတော့အဲ့ဒါတလုံးနဲ့လည်းကျွန်တော်သိမှတ်ပါမကျင်းအောင်လားဒီပါလေသိမှတ်ပါလားအဲ့တော့သံဃာဆရာတို့ဒီလိုကပြောကြတယ်လေဒီလိုကလည်းပြုလို့ဆိုရမှာမရဘူးဒီတက်တဲ့တရားကိုဒီတက်တဲ့တရားကိုခိုင်းပါလို့ရှိတယ်တက်တဲ့တရားကိုခိုင်းပါအဲ့ဒါလည်းမရှိဘူးဟောသူတက်တာကိုဒီဆိုတော့တက်တဲ့တရားခိုင်းပါလို့ရှိတယ်လို့ပြောတယ်ဆိုတော့ဘုရားတော်ကသံဃာရောတဲ့တက်တာရောမိစ္ဆာမရောက်ရမှာမကောင်းကောင်းကျင့်မှဗလားအဲ့ဒါမိစ္ဆာရှာလာတယ်များဆိုကြတာမှန်တယ်ကွာဒါကမြောက်ရှိတဲ့ခန္ဓာကိုယ်နဲ့ဘုရားနဲ့ကိုယ်ချင်းပြိမစေတလာမရှိပါဘူးဒါကြောင့်ဘုရားကသိပြီဟောဘုရားဆောင်ဘုရားအဲဒါလာတဲ့ခန္ဓာကိုယ်နဲ့ဆိုတော့သုံးနှစ်ပုံနာပုံနာတယ်တပုံပြတ်တာတပုံကဘုရားတပုံကဆိုတာဘုရားမျိုးရမှာကြတယ်မရတော့အဲ့ဒါမပြတ်တာလေဆိုတာပြတ်တာကသိသတာမပြတ်တာကပြတ်တာကမပြတ်တာပြတ်တဲ့ဒိဋ္ဌဘုရားကိုဝါရဏကိုဒိဋ္ဌဘုရားအပုတ်ပြတ်သွားတယ်ပြတ်သွားရင်ငါလည်းမပြတ်တာရဘာကြောင့်ဒိဋ္ဌဘုရားကိုပြတ်တာကအပုတ်မရှိလို့လေခင်ဗျားတို့မပြတ်တာကိုယ်ပိုင်ရှိဖြစ်လို့ဒီမှာကဒါလည်းဝါရဏကိုဒီလိုလည်းပဲရေရမှာပါလို့ကြားလို့ဆိုပြီးကြားတယ်ဘယ်ကမှကြားလာလို့ဘယ်လိုလဲဘာမှမဟုတ်ခဏကြတော့ကြားတော့ခဏနာပါရှိပါတယ်တဲ့ဒါရမနော်ဘယ်လိုဆိုခဏနာပါဆိုတာသိကြဘူးလားဘယ်လာမှဘယ်လာလို့ဆိုရင်ဒါပလန်မရှိလူတိုင်းမှာပလန်မရှိဘယ်လာမှဘယ်လာအဲ့ဒီဖြစ်မှာကြားဘာကြောင့်ဒီကမှာကြားတော့ဘယ်လာမှဘယ်လာပြီးကြလာကြားလို့တော့လုံးဝမဖြစ်ဘူးလုံးဝမှန်တယ်ဖြစ်တဲ့တိုင်ပဲဘာကြောင့်အဲ့ဒါလုံးဝမှန်ဒီကမှာကြားလိုက်တဲ့ခါကျတော့သမဆိုးကြတော့ပြန်ကြားတော့ငန်းကောင်းနေပြီးဒီဘွားကြောင့်ကြားဒီဘွားနေပြီးဆံပြကြောင့်ကြားပါတယ်ဘုရားဆရာကောင်းကြီးကြားတာလေဆိုကြားကောင်းပါ
ဘောကြဆရာလာတဲ့ဓမ္မတွေခန္ဓာကြောင့်ဒီမှာဝေဒနာပေါ်ဒီမှာလိုက်ဒီမှာဝေဒနာပေါ်ဒီမှာဒါလည်းလည်းကောင်းမှာပေါ်ကောင်းလိုက်ဒီရမှာပေါ်လာတော့ဆိုတော့မိဘနဲ့ဆရာတဲ့ဆရာပဲဆရာတဲ့ယောဂီမှာမိဘပြည့်နေလားသိကြပါဘူးပြည့်တက်တာတွေပဲပြည့်ဘာရမလို့ပြည့်မှမလားဘာရမလို့ပြည့်တာတွေပြည့်လို့ပြည့်တယ်ဘာရမလို့တက်တာတွေပြည့်လို့ပြည့်တယ်ခင်ဗျားတို့မိဘမှန်းစားရပြီဒါကလည်းဆိုတာတက်တာတွေမှာရတယ်မိဘမှန်းစားတယ်တက်တာတွေအကုန်ခေါ်လိုက်လို့ဆိုရင်မတက်တာပါဘူးအောက်ကပေါ်တော့တယ်လားတက်တာခေါ်လိုက်လို့ဆိုရင်တက်တာသေချာပေါ်လာမယ်ဆိုတော့ဓမ္မကြီးသူ့တုံးနဲ့ပတ်တာတက်တာတွေပေါ်လို့လေအားထုတ်တဲ့ယောဂီတက်ကွာမိဘကမတွေ့ဘူးကွာတက်တာတွေပြည့်နေတယ်မတော်ဘူးလို့ရတော့တက်တာတွေကိုဇာတ်ပုဂ္ဂိုလ်မဟုတ်ဘူးဒီကမှန်းအဲ့ဒီဉာဏ်တက်လာမလို့ရဘူးလားဘာမှတက်တာတွေပဲတက်တာတွေဆိုတော့သက်တည်ချမ်းတယ်သက်ချာဆိုသက်တည်ဘာကြောင့်သက်ချာဆိုတာဘာလဲသက်ရှိလိုက်တော့ဒီတက်တွေတော့ဖတ်ပြနေတော့အောင်နိုင်တယ်အားလုံးဓမ္မတို့မမုန်းဘူးမုန်းပါဘူးဒါကလည်းညင်းညင်းလာတယ်ဒါကဘာဖြစ်တာလဲမဟုတ်ဘူးတက်တာတွေ့တာများတယ်နော်ဘာကြောင့်ဘာမုန်းတာလဲဘာကြောင့်ဆရာတော်ဆရာကြီးကသင်ပေးတယ်အကျဉ်းကြီးပေးတယ်ဒါကလည်းတက်တဲ့ဆရာမုန်းရင်တော့မပြီးဘူးတက်တဲ့ဆရာဆုံးမအေးမှာဆိုတာလည်းဆရာကြီးကမတန်းလားဘယ်လိုလဲကြာကြာဓမ္မတွေတက်တဲ့မုန်းရင်လည်းသိရှိတယ်ရှိပါသိရှိပါစိုက်တယ်ရှိပါဆိုတော့ဒီတက်တာကြီးနေရင်းပြည်စုံကြီးဆိုတော့မတက်ပါနဲ့ဆိုလို့ဓမ္မအပြည့်နေနေလည်းမတက်ဘူးမတူရှိဆိုတော့ဒီတူရှိရတယ်ကောင်းတာတော့ရနာပါတော့ဆိုတဲ့ဥစ္စာကမလားဘူးဒီတူရှိဆိုတော့ကြာတော့မမလို့လည်းတော့သံဃာတူရှိကြဘာဖြစ်လာမလဲမလို့ကတော့မလို့ကတော့မလို့စပါးဘူးမလို့ကတော့လည်းမလို့စပါးတော့မလို့ကတော့ပြတ်တာကြီးပါဖြစ်မှာပြတ်တာကြောင့်ဒါပေမဲ့ပြတ်တာကြောင့်ဆိုတော့မရမှာပါတော့မပြတ်တာမပြတ်တာတော့ဘာကြောင့်မပြတ်တာပါလားမပြတ်တာမိဘဟုတ်လားမလို့ကတော့မပြတ်တာကမဆန်းဒုက္ခတွေမလို့ကတော့ဒါကြောင့်ဒုက္ခတော့မလို့ကျင်ဘူးတဲ့ဒုက္ခတော့လို့ကျင်တယ်ဆိုတော့ဒီနောက်ကနိဗ္ဗာန်မက်ကတာနိဗ္ဗာန်ဖလားပါဆိုပြီးဒါရတဲ့ကွာဘာမှမရရင်တော့ဒီတရားကြီးဘာပြောပါလို့လဲလို့နေလို့နိဗ္ဗာန်အစာကျက်ကိုဟောတယ်ဆိုရဘယ်လိုဆုံးလဲနိဗ္ဗာန်အစာကျက်ကိုဟောတယ်ဆိုရဆိုတော့ဆရာကိုဆရာပါဘယ်လိုဆရာလဲဘယ်လိုလဲကမောဆရာကိုရှိရင်နိဗ္ဗာန်ကိုဓမ္မတို့သက်သက်တာကြီးပဲတွေ့သက်သက်တာဆောင်းလိုက်ရင်နိဗ္ဗာန်ကိုမဆိုတော့ဘုရားလားအားလို့ဒါရင်ဒီဓမ္မတွေသက်သက်တာဆောင်းလိုက်ဖို့ဟာမရတာပဲနိဗ္ဗာန်ကိုရတာပြောပါသက်သက်တာကိုရနိဗ္ဗာန်ကိုရတာဒီလိုမျိုးဒိဋ္ဌာမံလို့တော့သူကသူပေါ်လာလို့မယ်ဆိုတော့မရှင်းဘူးလား။ဘာလို့လဲဆိုတော့ဓမ္မကနိဗ္ဗာန်ရှားတတ်သလား။ရှားခြင်းလို့ရှိရင်နိဗ္ဗာန်ကိုရှားခြင်းလို့ရှိရင်အပြတ်တော့ရှားတယ်။အပြတ်ရှားလို့ရှိရင်အပြတ်ကတော့ဘုရားတို့ဆက်မဆိုရဘူးလား။အပြတ်ကောင်းလို့ရှိရင်အပြတ်မလို့ခြင်းနဲ့ညာကြအောင်ဆိုလိုက်လို့ရှိရင်ဒီတဲ့တွေကဖြစ်ပါ။ဒါကြောင့်အပြတ်နဲ့မဆက်တဲ့နိဗ္ဗာန်ဟာသရဏလာကခန္ဓာကိုယ်ရဲ့အပြည့်ကိုထုတ်သွားမပြတ်တာပေါ်မပေါ်ဘူးလားမပြတ်တာပါခေါ်မယ်မပြတ်တာကိုမြင်နေတဲ့ဉာဏ်ပါဉာဏ်ခေါ်ကြအဲမပြတ်တာကဘယ်လိုဆိုကြမပြတ်တာမြင်တယ်ဘာလို့နိုင်ငံရတဲ့ပုဂ္ဂိုလ်မလေးတာရဘူးဆိုတော့သိသွားပြီပြိဋိဘံဆံရှိတယ်ဘာကြောင့်ပြိဋိဘံဆံတော့သတ်ပြည့်ပြိဋိဘံမဆံရင်တော့အမြင်မှာဘာကြောင့်ပြိဋိဘံဆံသွားပြီဆိုတော့စိတ်တဲ့ခန္ဓာကြီးကအကုန်ဥစ္စာပြောင်းသွားတယ်စိတ်တဲ့ခန္ဓာကြီးမှာဥစ္စာပြောတော့ဒီတော့ကနိဗ္ဗာန်ဆိုတော့နိဗ္ဗာန်ဆိုတော့မြင်ရမှာကြီးတက်ရုံးနေလားအဲတော့နိဗ္ဗာန်ဆိုတော့မြင်ရတာဒီဓမ္မကိုဒေသကာရပါ
ဘုရားတက္ကမမတသမုဒ္ဒရာတက္ကမိကလောင်နိုင်ရဲ့ဒီလိုဖြစ်သွားပြီသိရမလားဒါတော့ရှင်းရပါလားဒါရင်လည်းဒီလိုတော့